စပင် highlight တွေဖောက်လို့ရှိရင်အရန်ကိုပြည့်စည်မှကြောက်နေတဲ့သူတွေအတွက်ဒီနေ့လုံးဝပြည့်စည်မှုမရှိတဲ့ highlight လေးကိုဖောက်ပြီးမှဖြစ်ပါတယ်။ customer လေးကဆန်သားကဆန်လုံးသေးတဲ့ဆန်သားထဲမှာပါတယ်။သူကအရင်မှာအမဲထွက်နေပြီးတော့အပြားမှာတော့ level 7 နီးပါးလောက်ရှိတဲ့အဝါရောင်လေးရှိနေပါတယ်။ပထမဦးဆုံး highlight ဖောက်ဖို့အတွက် session လေးစပြီးတော့ခွဲပေးပါတယ်။ဒါကဆန်လုံးသေးတဲ့ဆန်သားဖြစ်တဲ့အတွက် peroxide ကိုကြတော့ဒီ 10% နဲ့ပဲဆက်ပြီးတော့ဆိုပေးထားပါတယ်။10%နဲ့ရှုတာကဆန်လုံးသေးတဲ့ဆန်သားတွေဒီ color အခန့်ရှိတဲ့ဆန်သားတွေဆိုလို့ရှိရင်တော့80မုံနဲ့ peroxide ကို6ပဲသုံးသင့်ပါတယ်။အခုကအရှိမျက်နှာကြားမှာရှိတ်လေးတွေလှအောင်ဆိုပြီးတော့ခက်ဘက်လေးတွေကိုအထက်အနေထားလေးဖောက်ပေးထားပါတယ်။စပင် highlight တွေဖောက်တော့မယ့်အချိန်မှာရှာရင် session ခွဲချောင်းတွေကညှက်ထားတဲ့ပုံကိုကြည့်ပြီးတော့တေချာလေးယူပေးရင်တော့ပုံထွက်ရလက်တွေကအဆင်ပြေပါတယ်။အခုကတော့တကောင်လုံးပပတ်လေကိုရှိတ်လေးတွေဖောက်ပြီးသွားပါပြီ။ခဲဘက်တွေအကုန်လုံးရပြီးသွားပြီဆိုရင်တော့နာရီအားဖြင့်ဆိုတော့45မိနစ်လောက်ထားပြီးသွားရင်တော့အခုအရင်အတွက်အယောင်စပြီးတော့ဆိုပါတယ် crazy color တွေဒီ highlight color တွေဆိုတဲ့အခါကျလို့ရှိရင်တော့အရင်ကိုအရင်ဆုံးဆေးဆိုပေးရပါတယ်ဒီကတော့အရင်လက်ငါးလုံးပပတ်လေကိုအရင်ဆုံးစပြီးတော့ဆေးဆိုတာဖြစ်ပါတယ်အခုကတော့ light short gray brown ဆိုတဲ့ color လေးကိုဆိုပေးတာဖြစ်ပါတယ်စပင်ဖျားပိုင်းတွေမှာတော့ဆန်သားမပြည့်စည်အောင်စပင်မညိအောင်မရှောက်အောင် brush သုံးစရာမလိုဘဲနဲ့ဆေးကို print တိုက်အနေထားလေးပဲပြန်ပြီးတော့သုံးပေးထားပါတယ်ဒီလိုသုံးပြီးတော့ print တိုက်အနေထားနဲ့ဆိုတာကဆန်သားတွေညိတာရှောက်တာတွေစပင်အပြားဖွာတာတွေလုံးဝမဖြစ်တော့ပါဘူးကာလာလေးလည်းကိုလိုချင်တဲ့ရလက်မျိုးကိုပို့ပြီးတော့ရရှိစေမှာဖြစ်ပါတယ်တိုက်ဖောက်လို့ရှိရင်တော့အဓိကတတိထားရမယ့်အချက်လေးတွေကကြတော့စချင်ခွဲချောင်းတွေကိုတေချာယူပေးပါဆန်သားရဲ့ level ကိုလည်းတေချာလေးခွဲခြားပေးပါနောက်တစ်ချက်ကကြတော့ဒီညှက်ထားတဲ့စပင်ပုံမှာရှိတ်လေးတွေကိုအကြလှအောင်ယူပေးလို့ရှိရင်တော့ကိုလိုတဲ့အချိန်မှာ highlight တွေက regular ရှော့မွေးနေမှာပဲဖြစ်ပါတယ်ကိုစံသားရဲ့ level ရဲ့ကိုလိုရှင်တဲ့ design တွေနဲ့ပတ်သက်ပြီးတော့လိုရှင်တော့ Put Hair Salon မှာအသေးစိတ်လာရောက်တိုင်ပင်လို့ရပါတယ်သိချင်တာလေးများရှိရင်လည်း comment မှာမေးသွားလို့ရပါတယ်